မြတ်တော်ကတော့ရှေ့ဆောင်အိုလန်းပြချဲကြောင်မှချင်းပြတ်သားခြင်းရဲ့သူချစ်ခဲ့တဲ့ရဲ့ရင်တော်တို့ကြောင်းသားတွေဘိုးအောင်ဆန်းလို့ကျူစင်စောပေးစရဲ့ရမယ်တမတော်နဲ့ငါတို့ဖခင်အိုလန်းပြချဲစွန်လောချင်းစွန်စားခြင်းတွေတူနိုင်ရတယ်ရဲ့ရင်တော်တို့မျိုးဆက်တွေဘိုးအောင်ဆန်းလို့ပြည်သူကိုစောင့်ရှောက်ကြရမယ်သူရဲ့စေတနာတွေအားလုံးမြင်များဘူးလေကြောက်ဖြတ်များနိုင်ရဲ့သမိုင်းများရှေ့ဆက်ချီမီအောင်ဆန်းစိတ်ဓာတ်နဲ့ဤယုံကြည်ရလန်းကြောက်အောင်လာမည်မြင်မြတ်တော်လူလူကောင်းဆောင်အိုလန်းပြကျဲသူလိုပဲကိုကြိုးစွန်မဲ့ညီညွတ်ကြမယ်တိုင်းပြည်နဲ့လူမျိုးအတွက်ဆိုထင်အောင်ဆန်းလို့ရာရာမှာဆွဲရှိကြရမယ်